ဒီနေ့တော့ဥတီပွားစေးတိုင်းခောက်လီဘနာဆေးလေးကနေ mix ဆက်ပေးမှာကတော့ကျွန်တော်တို့ရဲ့တငယ်ချင်းထောပတ်ကြီးပဲဖြစ်ပါတယ်ဗျာလူတိုင်းကသူ့ကိုထောပတ်ကြီးလို့တီးကြပါမယ်ကျမ်းမာရေးလောကမှာတော့သူ့ကို super food လို့တင်စားခေါ်ကြပါတယ်ဘာကြောင့်လဲဆိုတာကိုထောပတ်ကြီးကိုပဲကိုယ်တိုင်မေးကြည့်အောင်ဗျာမင်္ဂလာပါခင်ဗျာကျွန်တော်ကကိုထောပတ်တီပါဗျာကျွန်တော်မှာတင်းခန္ဓာကိုယ်အတွက်အမခန်းစွမ်းရည်တွေရှိတယ်ဗျာဘယ်လိုမျိုးလဲဆိုတာပရိသတ်ကြီးကလိုက်ကြည့်ကြမလားပထမဆုံးစွမ်းရည်ကတော့နှလုံးကိုဆောင်းရှုပ်ပေးတာပါပဲလူတွေကအစီဆိုရင်ကြောက်ကြပေမဲ့ကျွန်တော်စီမှာရှိတာက mono unsaturated fat လို့ခေါ်တဲ့အစီကောင်းတွေဗျဒီအစီကောင်းတွေကသွေးကြောတွေကမကောင်းတဲ့ cholesterol တွေကိုရှော့ချပေးပြီးတော့နှလုံးရောဂါမဖြစ်အောင်ကာကွယ်ပေးတာပေါ့နောက်ပြီးတော့ကျွန်တော်မှာအမြန်ဓာတ်တွေအများကြီးပါလို့ဝင်းချုပ်တာကိုတက်တာစေပြီးဦးလန်းချောင်းကိုတန့်ရှင်းစေတယ်လေဒါအထင်မကသေးပါဘူးဗျာထောပတ်တီးကိုဟင်းသီးဟင်းရွက်တွေနဲ့တွဲစားညူလေတခြားဟင်းသီးဟင်းရွက်တွေထဲကဗီတာမင်တွေကိုခန္ဓာကိုယ်ကပိုပြီးစုပ်ယူနိုင်အောင်ကူညီပေးပါသေးတယ်ဒါကို team work လို့ခေါ်တာပေါ့ဒါပြင်အသက်ကြီးလာရင်မျက်လုံးမှုန်တာတွေမဖြစ်အောင်ကာကွယ်ပေးတဲ့လူသိန်းတက်လဲကျွန်တော်မှရှိရလေကိုဝင်ဆောင်မိခင်တွေအတွက်လည်းမရှိမဖြစ်လိုအပ်တဲ့ folate dat power လို့တန်ဒေသားလေးဖွံ့ဖြိုးဖို့အများကြီးထောက်ကူပေးပါတယ်ခင်ဗျာကဲကျွန်တော်ဘယ်လောက်မိုက်လဲသိပြီမလားဒါပေမဲ့သတိထားနော်ကျွန်တော်ကကယ်လိုရီနည်းနည်းများလို့တစ်နေ့ကိုတစ်လုံးလောက်ပဲစားသင့်တယ်ဗျအရသာလည်းရှိကျန်းမာရေးနဲ့လည်းညီညွတ်တဲ့ super food ထောပတ်တီကိုတင့်တယ်လောက်စားသုံးပြီးအားလုံးပဲကျန်းမာအောင်နှိကြစို့နော်ကဲဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင် like နဲ့ comment လေးရေးပေးသွားဖို့မမေ့နဲ့နော်တငယ်ချင်းတွေတယောက်လေး share ပေးသွားပါအောင်ပြီးတော့ TikTok နဲ့ YouTube မှာလည်းဝင်ကြည့်လို့ရပါတယ်ရှင်